hotel တစ်ခုကို foundation ကစလို့အခုလိုခန်းခန်းနားနားအဆင့်ဒီတနေရာထဲမှာအဲ့လိုရရင်ဘယ်လောက်စိတ်ချမ်းသာမလဲဒီဗီဒီယိုထဲမှာတော့ကျွန်တော်တို့ပြင်းကျော် construction က raw အခြေအနေကနေ structure interior final state အပြည့်အဝတောင်းယူပြီးတော့စလုပ်ပေးခဲ့တဲ့ hotel project တစ်ခုကိုမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီ project မှာ structure ဘိုင်းကနေစပြီးတော့ electrical plumbing ceiling flooring interior design အဆုံးထိကိုအဆင့်တိုင်းကို system တစ်ခုနဲ့စနစ်တကျဆောက်လုပ်ပေးခဲ့ပါတယ် hotel ဆိုတာအလှတရားတစ်ခုတည်းမဟုတ်ပါဘူး guest experience operation flow long term maintenance ဒါတွေအားလုံးကိုစဉ်းစားပြီးဆောက်လုပ်ရတဲ့ business assets တစ်ခုပါဒီလို project မျိုးကိုပြင်းကျော် construction ကနေ customer လိုချင်တဲ့ design idea တွေစပြီးတော့အချောသက်ပြီးစီးတွေအထိအသေးစိတ်တိုင်းပင်ဆွေးနွေးပြီးတော့တောင်းယူဆောက်လုပ်ပေးနေပါတယ်လုပ်ငန်းရှင်တွေအတွက်အချိန်အရေးသွေးယုံကြည်မှုဒီသုံးခုကိုအလေးထားပြီးတော့ဆယ်စုနှစ်တန်ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ဆောက်လုပ်ပေးနေတာကြောင့် foundation ကစပြီးတော့အိမ်မက်တစ်ခုဖြစ်တဲ့ business asset တစ်ခုအဖြစ်အချိန်နဲ့အရေးသွေးကိုတန်ဖိုးထားပြီးအတူတူဆောက်လုပ်ပေးမယ် partner ပြင်းကျော် construction ကိုဒါသတိရလိုက်ပါခင်ဗျာ